အားလုံးပဲမင်္ဂလာပါဗျတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျနော်ကဲကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးက22ရက်နေ့ကနေပြီးတော့26ရက်နေ့ထိဒါကျွန်တော်ရဲ့ထိပ်စီး3လုံးအခွေ4လုံးအခွေကဲပေါက်ပရိတ်နဲ့ဒါငွေကနန်တစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေကိုကျွန်တော်အလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတော့စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရစနိုက်တလုံးတို့ပါတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ငကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာဂါရောပြုပါတယ်ဗျကဲကျွန်တော်တပတ်စာကတ်ကလေးရလဲပေါ့နော်အပတ်စဉ်အပတ်တိုင်းဒါထိပ်စီး3လုံးခွေလေးတွေကဲပေါက်ပရိတ်ကလေး4လုံးခွေလေးတွေငွေကနန်လေးတွေရပေါ့နော်အစဉ်ပြေကြမှာဖြစ်ပါတယ်မိတ်ဆွေတွေဒါကြောင့်မလို့ဒီကကလေးကိုလည်းဒါလက်မလွတ်ဖဲနဲ့ကြည်စေခြင်းနဲ့ဒါဒုတိယချင်းစီကိုရစေခြင်းပေါက်စေခြင်းတာဖြစ်တဲ့အတွက်အပတ်စဉ်အပတ်တိုင်းမှာစနေနေ့ည6နာရီ9နာရီ10နာရီတိုင်းမှာပုံမှန်တင်ပေးနေတဲ့ဒါတပတ်စာကတ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်အားလုံးပဲပေါ့နော်ကျွန်တော်ဒီတပတ်စာကတ်ကလေးကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်ထုံးစံတိုင်းပြောနေတဲ့နံပါတ်1ချက်များများ share ပါနံပါတ်2ချက် comment လေးတွေရေးခဲ့ပါနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်တိုင်းမြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်ကို like and follow လေးနဲ့ကူညီခဲ့ကြပါအောင်ဗျာနော်ကဲဒါဆိုကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုစပြောပေးမယ်ဗျာနော်ကဲထိပ်စီး3လုံးအခွေလေးကစလိုက်မယ်ဗျာနော်ထိပ်စီး3လုံးအခွေရတဲ့ကျွန်တော်9-3ညခွန်ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်မိတ်ဆွေတွေကဲထိပ်စီး3လုံးအခွေလေးပါအပူထက်ထိုးပါထိပ်စီးသီးနဲ့လိုက်ချင်တဲ့သူတွေတနင်္လာအင်္ဂါ2ရက်အတွင်းလိုက်လို့ရပါတယ်ဗျာနော်ကဲကျွန်တော်ဒီမှာကျွန်တော်အဖွဲ့ဝင်ခေါ်တဲ့အကြောင်းလေးကိုကျွန်တော်ပြောကြားချင်ပါတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရှိမှာဒါ22ရက်နေ့6လပိုင်း22ရက်နေ့6လပိုင်း26ရက်နေ့တပတ်လုံးစာအဖွဲ့ဝင်ကြီး2000ကျပ်နဲ့ကျွန်တော်ရှိမှာအဖွဲ့ဝင်လို့ရပါပြီဗျာနော်တနေ့မှာကျွန်တော်9000ပဲကြာတင်ပါတယ်ပေါ့နော်ဝင်ကျင်တဲ့သူတွေအနေနဲ့ကျွန်တော်ဘယ်ရဆက်သွယ်ရမလဲဆိုရင် Viber ဖုန်းနံပါတ်3999853995လေးနဲ့ကျွန်တော် Quick Messenger လာရောက်ဆက်သွယ်ပါကျွန်တော်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကဆို member တွေဆိုရင်ကျွန်တော်ပထမဦးဆုံးချိန်ငွေကနန်းတစ်ချိန်အောင်နေအောင်ပြီးရင်ငွေကနန်းအောင်တဲ့အတွက်ကျွန်တော်ဒုတိယအချိန်ငွေကနန်းထက်ချပေးတယ်နော်ဒုတိယအချိန်ငွေကနန်းအောင်ပြီးသွားတော့ကျွန်တော်တတိယအချိန်ငွေကနန်းဆက်ချပေးပါတယ်နော်တခါအောင်ပြီးကြတယ်နောက်ထပ်တစ်ခါကိုဖုန်းဆက်၍ဒေါ်လာကောင်းကျွန်တော် Viber ကနေဒေါ်လာကောင်းဒါပြ Messenger ကနေတော့ထပ်မံတောင်းလို့ရတယ်ပတ်တီးတစ်လုံးကလည်းကျင်းသေးတယ်ဗျာနော်ဒါကြောင့်မလို့ပြီးခဲ့တဲ့ဘက်မှာဒါကျွန်တော် member တွေဆိုတော့အဆင်ပြေကြတယ်ဗျာနော်ပထမပေးလိုက်တဲ့ကျွန်တော်ငွေကနန်း6ခွက်ကဆိုရင်လေ4ခွက်လောက်ထိကိုထွက်တာဗျာနော်ဒါလေးတွေဒီလိုလေးတွေရှိပါတယ်အဖွဲ့ဝင်တွေအနေနဲ့ပေါ့နော်ဒီလိုလေးတွေရွေးချယ်ခွင့်ရှိပါတယ်3ရက်မကျော်ပတ်တီးတစ်လုံးကိုလည်းသူတို့အနေနဲ့ဒါလိုက်ရင်ဒါအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ကက်ကနန်းအစတင်ခွက်ကတည်းကအစကျွန်တော်ပြီးတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကျွန်တော်ရှိမှဒီ member ဝင်မှုတဲ့သူတွေရှိရင်လည်းပေါ့နော် comment လေးမှာမှန်းခဲ့ပါပြီးခဲ့တဲ့ဘက်မှာ member ဝင်တဲ့သူတွေရှိရင်လည်း comment လေးမှာမှန်းခဲ့ကြပါအောင်နော်ဒါကြောင့်မလို့ကျွန်တော်ရှိမှ member ဝင်ရင်ဒီဘက်လုံးစာမှာ2000ကျပ်နော်ဒါကြောင့်မလို့ဝင်ကျင်တဲ့သူတွေက Viber ဖုန်းနံပါတ်ဒီပေါ်မှာတင်ပေးထားတဲ့3999853995လေးနဲ့ Pip Messenger မှာလာဝင်လို့ရပြီငွေလွှဲတဲ့အခါမှာတတိထားပါကျွန်တော်ဒီငွေလွှဲဖုန်းတစ်လုံးလေးကိုသာသုံးပါတယ်လိုက်မှတ်ပါသေချာမှတ်ပါ3994392913 KB WB အကောင့်ဖွင့်ထားပါတယ်အကောင့်နာမည်ဒေါ်ထင်းမြင့်ဒီအကောင့်နာမည်နဲ့ဒီဖုန်းနံပါတ်မဟုတ်ရင်လုံးဝမလွှဲပါနဲ့အတူဖြစ်ပါတယ်ဗျာနော်ထိုင်းကနေ member ဝင်နေတဲ့ကျွန်တော်ရဲ့အကိုအမတွေအနေနဲ့ကျွန်တော်ဘတ်200နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်ဗျကဲဒါကြောင့်မလို့ကျွန်တော်ရှိမှာ member ဝင်နေတဲ့သူတူတယောက်ချင်းစီကျွန်တော်ကိုဒါလာရောက်ဆက်သွယ်လို့ရပါပြီကျွန်တော်တနင်္လာနေ့မနေ့အထိလက်ခံပေးပါမယ်ဗျာနော်စနေနေ့ညတနင်္ဂနွေနေ့တနေ့ကုန်နဲ့ကျွန်တော်တနင်္လာနေ့မနေ့အထိလက်ခံပေးမယ်နော် member ကြီးကတပတ်လုံးစာမှာ2000ကျပ်ပါတပတ်စာကတ်ကိုလည်းကျွန်တော်မကစားချင်ဘူးထိမိမိလဲပေါက်ချင်တယ်ဆိုတဲ့သူတွေကျွန်တော်ရှိမှာ member လာဝင်ဖို့အကြံပြုပါတယ်ဗျာနော်ကဲကျွန်တော်တို့ဒါ၄လုံးအခွေလေးစပြုပေးမယ်၄လုံးအခွေလေးက3123ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်မိတ်ဆွေကဲပေါက်ပရိတ်ကလေးကကျွန်တော်၄ကိုပရိတ်ပါဗျ၄လုံးအခွေကကျွန်တော်3123ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်ကဲပေါက်ပရိတ်ကလေးကကျွန်တော်၄ကိုပရိတ်ပါပဲဗျာနော်၄ကိုပရိတ်မှာဆိုကျွန်တော်40 45 90 95ဆိုတဲ့ကနန်းလေး၄ခွက်ကိုကျွန်တော်တင်ထိုးရပါမယ်ဗျာနော်တော့မွေးကနန်းလေး6ကွက်2ကွက်ကောင်းမွေးကနန်းပြောမယ်အသေးချာမှတ်ပါ20နဲ့2ခွန်2ကွက်ကောင်းမွေးကနန်းမှာ1ကွက်ကောင်းမွေးခြင်း2ခွန်ဒီ1ကွက်ကောင်းပါဗျာနော်အရန်နေပြောမယ်၄လုံးပေါ့နော်4ကွက်မင်းရော4ကွက်ကလေးပြောမယ်25 24 28 29ဒီကနန်းလေး6ကွက်ကဒါအရန်မွေးကနန်းလေး6ကွက်ဖြစ်ပါတယ်ဗျာနော်ကြိုက်နေတဲ့တဲ့သူတွေဒါကစားလို့ရပါတယ်ဗျာထိပ်စီး3လုံးခွေရတော့9-3ညခွန်ဆိုတဲ့အပူမှာထိပ်စီး3လုံးခွေဖြစ်ပါတယ်ထိပ်စီးတင်းနဲ့လိုက်ချင်တော့တင်းနဲ့အင်္ဂါ2ရက်အတွင်းလိုက်လို့ရပါတယ်၄လုံးခွေက3-1-2-3ဆိုတဲ့အပူပါ၄လုံးခွေလေးဖြစ်ပါတယ်ကဲပါပရိတ်ကကျွန်တော်4ကိုပရိတ်ပါ40 45 90 95ဆိုတဲ့နန်းလေး၄ဝက်ကိုတင်စောပါပြီးကြရင်ကျွန်တော်တို့ဒါ2ကွက်ကောင်းမွေးကနဲ့20နဲ့2ခွန်မှာ2ခွန်1ကွက်ကောင်းမွေးလို့ရပါတယ်25 24 28 29ဆိုတဲ့နန်းလေး၄ကွက်အရင်မွေးပါဗျ
ကဲကျွန်တော်တို့ဒီလာမယ့်ပတ်22ရက်နေ့26ရက်နေ့ဒီတပတ်လုံးမှာကျွန်တော်တို့ပေါ့နော်ဒါပါဝါကြိုက်ပါတယ်ပါဝါ9ခွက်ကလေးမွေးထားလို့ရတယ်နော်တခါတည်းပြောမယ်နော်ဒီမှာနှစ်ကုံကတော့တစ်ကွက်ကောင်းမွေးလို့ရတယ်မိတ်ဆွေတွေဒီနေရာကနေအကြံပြုပြရစီဗျာနော်အားလုံးကိုချစ်တယ်အဖွက်ဝင်နေတဲ့သူတွေထိုင်းရဆိုရင်ဘတ်200နဲ့ကျွန်တော်စီစဉ်ပေးထားတယ်မြန်မာနိုင်ငံရဆိုမြန်မာငွေ2000ကျပ်နဲ့စီစဉ်ပါတယ်399439 2939 iPhone နံပါတ်မဟုတ်ရင်အတူပါ KB WB အကောင့်ဒေါ်ထင်းမြင်မဟုတ်ရင်အတူပါဗျာနော်ဒါအားလုံးကိုချစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမိတ်ဆွေတို့ကြိုက်နေတဲ့ရင်ကျွန်တော်ထုံးစံတိုင်းပြောနေတဲ့အချက်ကလေး3ချက်နဲ့ကျွန်တော်ကိုဒါကူညီပေးခဲ့ပါအားလုံးတူတယောက်ချင်းစီကိုချက်ပါတယ်ကျွန်တော်တို့ဒါမနေ့ဖန်ဒါတနင်္ဂနွေနေ့ညမှာကျွန်တော်တို့တပတ်စာကတ်တွေနေကုန်စာတစ်လုံးနဲ့တော့လုံးဝပတ်သီးတွေတစ်ကွက်ကောင်းနေနဲ့ကျွန်တော်တို့ပြန်ဆုံးမယ်တောက်ကြနေရတော့ပုံမှန်ပေးနေကြထိတ်စီးလေးနဲ့ပြန်ဆုံးမယ်နော်အားလုံးကိုချက်ပါတယ်ဗျဘာမှမကျွန်တော်တို့ဒါမနေ့ဖန်မင်္ဂလာရှိတဲ့နေ့လေးမှာပြန်ဆုံးမယ်ဗျနော်